မင်္ဂလာပါ Strong Chocolate ကနေကျေးဇူးလိုက်ပါတယ်ကျွန်တော် Chocolate ပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်က leadership မှာစကားဘယ်လိုပြောမလဲ public speaking ဒါမှမဟုတ်လူနားလည်အောင်ဘယ်လိုပြောမလဲဆိုတဲ့ဟာလေးတွေကို sharing လုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်များများက public speaking ဆိုရင်ကျူးကျော်ကြောက်ကြရပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအပါဝင်ပါပဲဆိုတော့ဒီလိုမျိုးကြောက်တဲ့အတွက်ကြောင့်မို့ကျွန်တော် overcam လုပ်ဖို့ကျွန်တော်နီးလန်းနေရှာခဲ့တယ်အဲဒီရှာတွေ့တဲ့နီးလန်းလေးတွေကိုလက်တွေ့တုံးကြလေးတွေကိုကျွန်တော်ကဒီနေ့ဗီဒီယိုမှာ sharing လုပ်သွားမှာဖြစ်ပါတယ်ပြောချင်တာတော့ကျွန်တော်ကလည်းဆရာကြီးမဟုတ်ပါဘူးကျွန်တော်ကလည်းလေ့လာနေသေးပါပဲအဲ့ဒီတည်းကမှကျွန်တော်ကောင်းမဲ့တဲ့ဟာလေးတွေကို share လုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီနည်းလမ်းလေးတွေကိုကျွန်တော်နာမည်ပေးထားတာကတော့ 3P ဆိုပြီးနာမည်ပေးထားရပါတော့ဘာလဲဆိုရင် preparation practice and prepare ဆိုတော့ပထမဆုံးတော့ P ဖြစ်တဲ့ preparation အကြောင်းပြောကြည့်ရအောင်ဆိုတော့ preparation ကကြတော့ကျွန်တော်တို့တော်တော်များများကမိနေတတ်ကြရပေါ့နော် preparation လုပ်ဖို့မိနေတတ်တယ်ဆိုတာမလုပ်တတ်ကြအောင်ကျွန်တော်ကဆိုတော့ preparation ဆိုတာဘယ်လိုမျိုးလုပ်ကြမလဲဆိုတော့မသိခဲ့ဘူးမသိခဲ့တဲ့အတွက်ကြောင့်မလို့အများကြီးအမှားယွင်းနေရှိခဲ့တယ်ဒါပေမဲ့သိပြီးနောက်မှာကျတော့နည်းနည်းမှားယွင်းနေနည်းလာတယ်ပေါ့နော် preparation လုပ်ရနေနေရတော့အခုကျွန်တော်ပြောတယ်လို့ရွှေ့ရေးလို့ရတယ်ပေါ့နော်ရွှေ့ရေးထားရင်ကျတော့ကျွန်တော်ဘာပြောမလဲဆိုတော့ကျွန်တော်ကြိုသိနေအခုဘက်ကိုရေးထားတယ်ငါဘာပြီးရင်ဘာချက်လာမယ်ဘာပြီးရင်ဘာပြောမယ်ဆိုတော့ကျွန်တော်ရေးထားတဲ့အတွက်ကြောင့်ပို့ပြီးတော့ smooth ဖြစ်တဲ့အဆင်ပြေပေါ့နော်ဒါမှမဟုတ်ကိုယ် script မရေးချင်ဘူးဆိုရင်နောက်ထပ်နည်းလမ်းကနှုတ်ထုတ်လို့ရတယ်နှုတ်ထုတ်တဲ့ဆိုရင်ဥပမာဆိုရင်ဒီပထမချက်ပြောရင်တော့ငါဒုတိယချက်ပြောမယ်ဒီကပြောရင်တော့ငါ conclusion လာမယ်အဲ့လိုမျိုးပေါ့ note လေးနဲ့ကိုထုတ်ထားလို့ရတယ်ဒါမှမဟုတ်ကိုကအဲ့လိုမျိုး script တွေလည်းမရေးချင် note တွေလည်းမထုတ်ချင်ဘူးဘာမှမလုပ်ဘူးဆိုတော့ပြီးတော့ဒီတိုင်းပဲပြောချင်တယ်ပြောလို့ရတယ်ပေါ့နော်ဆိုတော့များသောအားဖြင့်တော့ကျွန်တော်ကတော့note ထုတ်တယ်လုပ်ထုတ်တယ်ဆိုရင်ကျွန်တော် script ကြီးဆိုရင်လည်းအပြည့်ဆိုရင်မရေးနိုင်ဘူးကျွန်တော်ဗာလေးပြောမလဲဆိုတော့ဟာလေးတစ်ခုချင်း note ထုတ်တယ်ဒါမှလည်းတစ်ခါလေးကြိုင်တော့လေလက်တန်းပြောလိုက်တာများတယ်ပေါ့နော်ဆိုတော့ script ရေးတာနဲ့မရေးတာရဲ့ပွားခြားချက်ကဘာလဲဆိုတော့ script ရေးတယ်ဆိုရင်ကျွန်တော်တို့ကဘာပြောမလဲဆိုတော့ကြိုသိနေတဲ့အတွက်ကြောင့်မလို့ idea ပြောနိုင်တယ်ပို့ပြီးတော့မှန်မှန်ကန်ကန်ပြောနိုင်တယ်ပေါ့နော်ကျွန်တော်တို့ smooth ပို့ဖြစ်တယ်ဆိုတော့ဒါပေမဲ့ note ဘယ်လိုမျိုးမကောင်းတဲ့ချက်ရှိလဲဆိုရင်ကြတော့ကျွန်တော်တို့ကတခုခုဆိုရင်မစင်းစားတတ်တော့ဘူးပေါ့ဒီစာအုပ်ထဲအတိုင်းပဲဒီစာအုပ်ကကြော်ပြီးတော့မစင်းစားတတ်တော့တာဖြစ်တတ်တယ်ပေါ့နော်တခါလေးဆိုင်အဲ့အတွက်ကြောင့်မလို့ဒီလို script ရေးထားကြတော့လေဒါသူကနေအားသာချက်အားနည်းချက်ရှိတယ် script မရေးတာရဲ့အားသာချက်အနေနဲ့ဆိုရင်ကြတော့ idea တွေခေါင်းထဲမှာပေါ်လာပြီးဆိုရင်ကျွန်တော်ထားလုပ်လိုက်ပြီးရတယ်ထားပြီးတော့ပြောလိုက်ပြီးရတယ်ချက်ချင်းပြောလိုက်ပြီးရတယ်ပေါ့နော်ကျွန်တော်တို့ကစောက်ထဲမှာမရေးထားတဲ့အတွက်ကြောင့်ဒါပေမဲ့သူ့မှာလည်းအားနည်းချက်ရှိတယ်သူ့ရဲ့အားနည်းချက်ကတော့ဒါပါရဲ့မိတ္တတာပါဟုတ်ပါတယ်ကျွန်တော်ကလည်းဆိုရင်စားတဲ့တစ်ခါလေးမိတ္တတယ်ဘယ်လိုဘာပြောမလဲဆိုတော့စဉ်းစားမရတော့ဘူးနောက်ပြီးတော့ဘာစကားလုံးဆက်ထွက်လာမလဲဆိုတာမသိတော့ဘူးအဲ့အတွက်ကြောင့်မျိုးနည်းနည်းအိုက်ကွက်ဖြစ်တတ်တယ်ပေါ့နော်ဒါကတော့သူ့အနေနဲ့အားသက်ချက်အားနည်းချက်ရှိတယ်ကိုကဘယ်လိုလူမျိုးဆက်လဲဆိုတာကိုရှာကြည့်ရင်တော့ပိုကောင်းတယ်ပေါ့နော်ကိုက script ရေးမှလားဒါမှမဟုတ် script မရေးဘဲနဲ့ပြောချင်တာလားဆိုတဲ့ဟာကိုရှာပြီးတော့ပြောရင်တော့ပို့ပြီးတော့ကိုယ်နဲ့ကိုက်မယ်ပေါ့နော်ဘယ်လိုမျိုးလုပ်ရလဲဆိုရင် script ရေးပြီးပြောကြည့်လို့အဆင်မပြေရင်တက်တန်းပြောကြည့်ဘယ်ဟာကကိုယ်နဲ့ပိုအဆင်ပြေလဲအဆင်ပြေနည်းနဲ့ကိုသုံးလို့ရတယ်ပေါ့နော်ဒါကတော့ preparation stage ပဲ second P ကကြတော့practice ကျွန်တော်မြန်မာက preparation stage ပြီးသွားပြီဆိုရင်ထားလိုက်ကြရပေါ့နော် practice လုပ်ဖို့ဆိုတာတော်များများကမေ့တတ်ကြတယ်ကျွန်တော်ကိုယ်တိုင်လည်းမလုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီ practice ကအရေးကြီးဆုံးပါပဲ practice မလုပ်ဘူးဆိုရင်ကျွန်တော်တို့ကအမှားတွေမလုပ်တဲ့တော့ကြောင့်မလို့မသိတော့ဘူးပေါ့နော်အမှန်မသိတော့ဘူးဥပမာဆိုရင်ကျွန်တော်ဗီဒီယိုခဏရိုက်ကြရပေါ့နော် practice မလုပ်တဲ့တော့ကြောင့်ဗီဒီယိုခဏရိုက်ရင်အမှားတွေပေါ်လာရောဥပမာဆိုရင်ခုနကတော့စကားဖြစ်သွားတယ်လည်းရှိနိုင်တယ်အဲ့တော့ကျွန်တော်ပြောနေတဲ့တခုဖြစ်သွားတယ်ဖြစ်နိုင်တယ်အဲ့လိုမျိုးဆိုတော့ practice များများလုပ်မှကျွန်တော်ကပို့ပြီး smooth ဖြစ်တယ်လို့ထင်တယ်ပေါ့နော် practice make perfect ပါဆိုတော့ practice ကိုဘယ်လိုလုပ်မလဲ practice လုပ်တဲ့နေရာ2မျိုးရှိရပေါ့နော် private ရှိမယ် public ရှိမယ် private ကကြတော့တကူတဲ့သမားတွေတော့ပေါ့နော်တကူတဲ့သမားကျွန်တော်လိုတကူတဲ့သမားတွေဆိုရင်ဘယ်လိုလုပ်ရလဲဆိုရင်အခုလိုမျိုးကိုကကင်မရာရှေ့မှာပြောချင်တယ်ဆိုရင်ပုံထောင်ပြီးတော့ကိုပြောချင်တဲ့ဟာတွေပြောလို့ရတယ်ဒါမှမဟုတ်မှန်ရှေ့မှာလည်းပြောလို့ရတယ်မှန်ရှေ့မှာကိုပြောပါတော့ကိုပြောချင်တဲ့ဟာတွေပြောလို့ရတယ်ကို practice လုပ်ချင်တဲ့ဟာတွေလုပ်လို့ရတယ်နောက်တော့ကြတော့လမ်းလျှောက်ရင်လည်းပြောလို့ရတယ်တယောက်တည်း start talking လို့ပြောတယ်ပေါ့နော်ကျွန်တော်ဆိုရင်လည်းတော်တော်များများလုပ်တယ်လမ်းလျှောက်ရင်ဖြစ်စေဒါမှမဟုတ်ဒီတစ်ခုခုလုပ်နေဖြစ်စေကွယ်ပြောလို့ရတယ်ကို presentation ဖြစ်စေ public speaking တွေကိုမမိတဲ့ဟာတွေပြောလို့ရတယ်ပေါ့နော်အဲ့ဒီတစ်ခုလုပ်နေစဉ်အတွင်းမှာပဲ start talking နေတယ်ပေါ့နော်ဒါကတော့ private public မှာဆိုရင်ဘယ်လိုလုပ်ရလဲဆိုရင်ကိုကအတိတွေပါရှိတယ်ဆိုရင်
သူတို့တွေနဲ့ sharing လုပ်လို့ရတယ်ကို practice လုပ်ထားတဲ့ဟာကိုသူတို့ပြလို့ရတယ်သူတို့ရဲ့အချိန်မှာကိုက practice လုပ်လို့ရတယ်အဲ့ဆိုရင်သူတို့တွေရဲ့ feedback တွေသူတို့ရဲ့အထင်မြင်တွေလည်းကိုကသိရတဲ့ကြောင့်မို့ကိုပြင်ဆင်တင်တာလေဆိုလည်းပို့ပြီးတော့ပြင်ဆင်လို့ရတယ်နှစ်ခုလုံးလုပ်လို့ရပါတယ်နှစ်ခုလုံး try လုပ်လို့ရရင်လုပ်တာအကောင်းဆုံးပါနောက်ဆုံး P ကတော့ people အရှိကောင်းဆိုရင်တော့ know the people ဒါမှမဟုတ် know the audience ပေါ့နော်ဘာလဲဆိုတော့ကိုကဘယ်သူတွေကိုပြောနေလဲဆိုတဲ့ဟာကိုကိုယ်တိုင်သိဖို့လိုရတယ်ပေါ့နော်ဘာကြောင့်သိဖို့လိုရတာလဲဆိုရင်ကိုပြောနေတဲ့သူတွေကိုသိမှသာကိုပေးချင်တဲ့ message ကပို့ပြီးတော့ effective ဖြစ်တယ်ကိုကလည်းပို့ပြီးတော့နီးလန်းနေသုံးလို့ရတယ်ပေါ့နော်ဥပမာနေလဲဆိုရင်ကျွန်တော်တို့ကလူငယ်တွေကိုနဲ့ပြောတယ်ဆိုတော့လူငယ်တွေကိုပြောတယ်ဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့ဟာသားတွေသုံးလို့ရတယ်လူငယ်တွေကြည့်မဲ့ဟာတွေသုံးလို့ရတယ်အဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လည်းဒီကျွန်တော်ပြောနေတာပို့ပြီးကြွလာနေနေပေါ့နော်ဆိုတော့လူကြီးတွေဆိုရင်ကျအဲ့လိုမျိုးကသုံးလို့မရဘူးတစ်ခါလေကျရင်မလေးမစားသူလိုဖြစ်သွားနိုင်တယ်ဆရာမတွေလူကြီးတွေဆိုရင်အဲ့လိုမျိုးသုံးလို့မရအရှိရပေါ့နော်ဆိုတော့ကိုယ်တိုင်သိဖို့လိုတယ်ကိုကဘယ်သူတွေပြောနေရလဲသိရင်ဆိုတော့နီးလန်းသုံးလို့ရတယ်ပေါ့နော်ဆိုတော့နောက်ထပ်သိဖို့လိုရတာကြတော့ nobody care you ပါဆိုတော့ဘယ်သူမှအဲ့လောက်ဒီကြီးမဆိုင်နေပါဘူးကိုဘာပြောပါဒါတော့တကယ်အမှန်တရားတစ်ခုပါပဲဟုတ်ပါတယ်ဘယ်သူမှအဲ့လောက်ဒီကြီးမဆိုင်နေပါဘူးဘယ်သူမှအဲ့လောက်ဒီကိုအစားဆုံးလိုက်မကြည့်နေပါဘူးကိုကဒါကြီးဆိုင်နေရပါသူများတွေဘယ်လိုထင်မလဲပေါ့နော်ငါ့ကိုဘယ်လိုထင်မြင်ကြမလဲငါမှားသွားမလားငါ crash လေးကများငါစကားထည့်လို့များမကြိုက်တော့ဘူးလားဆိုပြီးတော့ထင်တတ်ကြရပေါ့နော်ဆိုတော့ဒါတွေကိုခဏမိလိုက်ပါဘယ်သူမှအဲ့လောက်ဒီမဆိုင်ဘူးပေါ့ရိုးဆိုင်တဲ့လူကရှိလိမ့်မယ်လက်ချိုးယူလို့ရရပေါ့နော်ဥပမာဆိုရင်ကိုပြောနေတဲ့ဟာအဲ့လောက်ဒီဆိုင်နေရဆိုရင်ကိုရဲ့အတိအရှိမယ်ကိုတကယ်နားထောင်ပြလို့ရှိမယ်အဲ့လောက်ပဲရှိမယ်တဲ့တဲ့သူတွေကကိုအဲ့လောက်ကြည့်လုံးဝကြီးမဆိုင်နေပါဘူးအဲ့ဆိုတော့ကိုပြောချင်တာပြောလို့ရပါတယ်ကိုကမိုင်းလုပ်လို့ရပါတယ်ဒါကတော့ကျွန်တော်ပုံမှန်သုံးနေတဲ့ 3P နည်းလမ်းလေးဖြစ်ပါတယ်ကျွန်တော်အတွက်တော့ဒါလေးတွေကတော့အသုံးဝင်နေပေါ့နော်မိတ်ဆွေတို့လည်းအသုံးဝင်ခြင်းမှဝင်လိမ့်မယ်ဒါပေမဲ့ဝင်လားဆိုတာ point ဒီမှာတင်မယ်ပေါ့နော်အဲ့ဆိုတော့ဖန်ကြည့်စီခြင်းမှာတကယ်လို့အသုံးဝင်နေဆိုရင်လည်းအသုံးဝင်တဲ့အကြောင်းလေးတွေကျွန်တော်ကိုcomment ရေးခဲ့လို့ရပါတယ်ကြိုက်ရင်လည်း like and subscribe လေးလုပ်တော့လို့ရပါတယ်ကျွန်တော်တော့ chocolate ပါခင်ဗျာ